အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာတော့အရေးအပိုင်းတော့လို့ရုပ်တွေမကြညာတော့ပါဘူးပူစီပေါင်းတွေတော့ဘာလို့မကြညာပါသူကတော့ပူစီပေါင်းကျွန်တော်ကတော့လက်ကောက်လေးပါကြညာပါပဲ ကြောင်ရုံလေးလည်းရှိပါတယ်သူကတော့အဲ့ဒါကို3မှနဲ့ရောင်းပါပါဟုတ်ပါတယ်ဒီအားကြတော့100လေးနဲ့ရောင်းပါပဲနော်ဟုတ်ပါတယ်ဒီမှာအမဲလေးလည်းရှိပါတယ်ဒီအားတော့90နဲ့ရောင်းမယ်ကျွန်တော်ဒါကိုတော့900နဲ့ရောင်းပါမယ်ကျွန်တော် subscribe 1000ပြီးရင်ရောင်းပေးပါပဲအားလုံးပဲကျွန်တော် subscribe လေးဝိုင်းလုပ်ပေးကြပါအောင်ကျွန်တော်နောက်ဗီဒီယိုကြရင်တော့ခင်ဗျားတို့ကောင်းတာလေးရှာပြီးရောင်းပေးပါမယ်ပူစီပေါင်းလေးပေါ့နော်ရောင်းပေးပါမယ်ဒီကလည်းကောင်းပါလေမှုတ်ပြပါမယ်သူမုတ်တာမမုတ်တတ်သေးဘူးသူကတိတ်မမုတ်တော့ချီတယ်မချီတယ်လေမုတ်တော့မုတ်တယ်လေတော့မမနော်အဲ့လိုပူစီပေါင်းလေးပေါ့နော်အဲ့လိုလေးမချီနဲ့ဟောမချီသူကမချီဘူးတဲ့မချီနဲ့အဲ့ဒါတော့ပြရင်တော့ဟိုအယုံကြီးတို့ကျွန်တော်ဆော့ပြမယ်ဒီ မ မှာ ချီနဲ့တော့ကိုယ်မချီဘူးကျွန်တော်မြက်လေးပြမယ်သူအဝိုင်အောင်လေးနဲ့ပဲပြလိုက်တော့မယ်ကျွန်တော်ဟိုစကားတစ်ခုကြည့်ထားရှိရအဲ့အလုံးမမပေါက်ဘူးသူဟာပေါက်တော့မပေါက်သေးပါနော်အကောင်းလေးပဲရွေးရောင်းပြရပါကျွန်တော်မှာအစုပ်တွေအများကြီးရှိသေးတယ်ကျွန်တော်ဆိုင်မှာဝယ်တော့မှာပါဘာဖြစ်လို့ပြောနေဒါကနော်ဒီဘာလေးလက်တရားပဲရှိပါတယ်ရှင်ဟုတ်ပါတယ်ကျွန်တော်တို့တခုတော့90နေလင်းနေရောင်းပေးပါမယ်ပူစီပေါင်းလေးတော့90တော့မဟုတ်ပါဘူး100နဲ့ရောင်းမှာတော့နော်ရောင်းကြည့်ရတော့ဒီအားတော့ကြတော့900နဲ့ရောင်းပေးမှာပဲတရားတော့အားလုံးနဲ့ဟိုဟာလေးပေါ့နော်အကြောင်းဒီပါပါကြော်ကြကြွားလေးကြွားတာဒီမှာကြောင်ရဲဟာလေးပေါ့နော်အဲ့ဟာလေးကိုကြတော့200နဲ့ရောင်းပေးမယ်ဘူးဒီပါဒီအားကြတော့90နဲ့ရောင်းပေးပါမယ်ဒီအားလည်းသူရောင်းကြည့်လဲဈေးတဲ့ရောင်းပါတယ်ကျွန်တော်သူ့ရောင်းခိုင်းတာမဟုတ်ပါဘူးဗျာသူကကျွန်တော်ချီနေတော့ချီပြီးသွားပြီကျွန်တော်သူကချီပြီးသွားတယ်ကြည့်ကိုပြကျွန်တော်ပြအဲ့လိုမျိုးချီလိုက်ပြီဆိုတော့ဒီလေးကအလုံးကြီးတွေ့လားအလုံးကြီးတွေ့လားဘိုက်တော့ဒီလုံးလေးလေဒီမှာကျွန်တော်တို့ဒီမှာခုတော့3လုံးပဲကျန်တော့ပါပဲတစ်လုံးကတော့သူဒီဘောလုံးကကြာတော့300နဲ့ရောင်းမှာပါဟုတ်လဲဆိုပါတယ်အခုကတော့ပြန်ပြီးတော့လုံးမှာပါရောက်ကိုလုံးလာကျွန်တော်တို့ပြန်နောက်အဲ့လိုမျိုးဟာလေးလုတ်ပြီးရောင်းပေးပါမယ်ကျွန်တော်လုံနီးလဲပြတ်ပြတ်သွားပါမယ်ကျွန်တော်ဒီလိုထဲကပြီးတော့မှဖြစ်တဲ့အတွက်ပဲမြဲမြဲလေးလုတ်ပေးလိုက်ပါမယ်ရအကုန်ပြည့်ပါလားကျော်မီးလေးကလည်းပြီးဖို့2မိနစ်ကျော်3မိနစ်လောက်ပဲလို့မှားပါဟုတ်ပါ30ကျော်ပဲလို့တော့ပါလေစက္ကန့်ကျွန်တော်တော့ဒီလုံးနောက်ဗီဒီယိုမှာလုပ်ပြပါမယ်နောက်ဗီဒီယိုလုပ်ပြီးမှနောက်ဗီဒီယိုကျရင်ပြပါမယ်ဘိုင်ဘိုင်